လူတိုင်းမှာကလေးဘဝအမှတ်တရပဲရှိကြပါတယ်အဲ့ဒီထဲမှာလိန်ပြောတဲ့နှာခေါင်းရှင်မင်းဆိုတဲ့ပီနိုကီယိုလေးကတော့အချစ်စရာကောင်းဆုံးပေါ့ဗျာဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြမယ့်ပီနိုကီယိုကတော့ဒီဇနီးကားတွေကလို့ချစ်စရာကောင်းတဲ့သသားရုပ်လေးမဟုတ်ပါဘူးဒါ1882ခုနှစ်ကထွက်ရှိခဲ့တဲ့ကလေးတွေဖတ်ဖို့ထံလူကြီးတွေတောင်ကြောက်ချမ်းရမယ်ဒီအဖန်ကြားဒီပီနိုကီယိုရဲ့ဝီရင်းဇလန်ပါဒီဇလန်ထဲမှာတေခြင်းတရားနှိမ့်ဆက်မှုတပ်ဖြတ်မှုနဲ့စိတ်ပြတ်စရာအမှောင်တွေအပြည့်ပါဝင်နေပါတယ်သင်ဟာပုံမြင်တွေကိုလှဆင်ထားတာပဲကြိုက်တတ်သူဆိုရင်တော့ဒီဗီဒီယိုကိုအခုပဲပိတ်လိုက်ဖို့အကြံပြုပေးရတယ်ဇလန်ကလက်သမားဆရာကြီးအန်တိုနီယိုရဲ့အလုပ်ရုံမှာစပါတယ်တနေ့မှာသူဟာသပွဲချောက်လုပ်ဖို့တတောင်းတတောင်းကိုယူပြီးပစိန်နဲ့ပေါက်လိုက်တဲ့အခါနားတယ်မလုပ်ပါနဲ့ဆိုတဲ့အတန်သေးသေးလေးထွက်လာပါတယ်အန်တိုနီယိုဟာတရေချောက်တဲ့အထင်နဲ့တုံးလှုပ်သွားပြီးအဲ့ဒီတတောင်းကိုသူ့တငယ်ချင်းကဖဲတို့စီပေးလိုက်ပါတယ်ကဖဲတို့ဟာစင်းရဲလုံးလို့ဝစ်စားတောင်ဆုပ်ပြတ်နေသူပါသူဟာဒီတစ်တုံးကိုအယုတ်လုပ်ပြီးမြို့တကာလှည့်ပြကပတ်စံရှာကိုကြံပါတယ်ဒါပေမဲ့ကြောက်စရာကောင်းတာကဖဲတို့ကမျက်လုံးတွေထုလုပ်ပြီးတာနဲ့အဲ့ဒီတသားမျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေပါတယ်ပါဇက်လုပ်ပြီးတာနဲ့ရုပ်ကကဖဲတို့ကိုရှာထုတ်ပြပြီးပြောင်းပါတယ်ဒါမွေးဖွားကလေးကပီနိုကီယိုဟာမကောင်းဆိုးဝါးဆန်တဲ့ဇယိုက်ရှိနေတာပါခြေထောက်တွေထုလုပ်ပြီးတာနဲ့ပီနိုကီယိုဟာကဖဲတို့ရဲ့သပင်တုကိုဆွဲချွတ်သူ့ဖေကိုကန်ကြောက်ပြီးအိမ်မြင်ကိုပြေးထွက်ပါတော့တယ်လမ်းမပေါ်မှာကဖဲတို့ကလိုက်ဖမ်းတဲ့အခါရဲသားတွေကကဖဲတို့ကိုပဲကလေးနှိပ်ဆက်သူအဖြစ်တန်တရားဝင်ပြီးဖမ်းသွားကြပါတယ်ပီနိုကီယိုရဲ့ပထမဆုံးအောင်မြင်မှုကတော့သူ့ကိုဖန်တီးပေးခဲ့တဲ့အဖေကိုထောင်ထဲပို့လိုက်တာပါပဲကဖဲတို့ထောင်ထဲရောက်နေချိန်ပီနိုကီယိုအိမ်ပြန်လာပါတယ်အဲ့ဒီမှာဂျီမီနီခရစ်ကတ်နဲ့တွေ့ပါတယ်ပေလေးကမိဘစကားနားမထောင်တဲ့ကလေးတွေအိမ်ကနေထွက်ပြေးတဲ့ကလေးတွေကနောင်တရလိမ့်မယ်လို့အကြံပေးပါတယ်ဒီနေ့ထဲမှာတော့သူတို့ကတငယ်ချင်းတွေပါဒါပေမဲ့မူရင်းမှာတော့ပီနိုကီယိုဟာဒေါသတကြီးနဲ့မင်းရဲ့ဆုံးမစကားတွေကိုငါနားမထောင်ကျင်တော့ဘူးလို့အော်ဟစ်ပြီးနေရန်ဘေးကတသားတူကိုယူကာပေလေးကိုထုသက်ပစ်လိုက်ပါတယ်ပေလေးရဲ့ခနာကိုဟာနေရန်မှာကပ်ပြီးကျင်းဝသွားပါတယ်ဒါဟာပီနိုကီယိုကျူးလွန်ခဲ့တဲ့ပထမဆုံးလူသတ်မှုပါပဲနောက်ပိုင်းမှာပေလေးဟာဖြူဖြော့ဖြော့တက်စေအဖြစ်ပြန်ပေါ်လာပြီးပီနိုကီယိုဘေးထောက်ကရောက်တိုင်းမှာတရေတကောင်လိုခြောက်လန့်နေခဲ့ပါတယ်။နောက်ရောက်တော့ပီနိုကီယိုဗိုက်စာလာပါတယ်။ကျုပ်တလုံးသွေးလို့ဖောက်လိုက်ပေမဲ့အထက်ကကြက်ကလေးကပြန်ထွက်သွားပါတယ်။ဗိုက်စာလုံးလို့အပြင်ထွက်တောင်းစားပေမဲ့လူတွေကသူ့ကိုရေးနဲ့ပတ်ပြီးမောင်းထုတ်ကြပါတယ်။သူဟာအိမ်ပြန်ရောက်တဲ့အခါအင်းလုံးလုံးမိဖို့ဘေးမှာခြေထောက်တင်ပြီးအိပ်ပျော်သွားပါတယ်။သူဟာတသားရုပ်ဖြစ်လို့အပူဒဏ်ကိုမသိပါဘူး။မနဲ့နိုးလာတဲ့အခါမှာတော့သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကတဖြစ်သွားခဲ့ပါပြီ။ကပဲလို့ထောင်းအပြန်လာတဲ့အခါငါးဖွင့်မှုကိုကြိုးစားပေမဲ့ခြေထောက်မရှိတော့တဲ့ပီနိုကီယိုဟာလဲကျနေခဲ့ရပါတယ်။ကဖဲတို့ဟာသူ့ဘက်ပါတဲ့တတိသုံးလုံးကိုကျွေးပြီးခြေထောက်အသစ်ပြန်လုပ်ပေးခဲ့ပါတယ်။ကဖဲတို့ဟာသူ့ရဲ့တစ်ခုတည်းသောပေါ်အင်ကြီးကိုရောင်းပြီးပီနိုကီယိုအတွက်ဖတ်စာအုပ်ဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ပီနိုကီယိုကလမ်းမှာရုပ်သေးပြသရုံတွေ့တော့ဖတ်စာအုပ်ကိုရောင်းပြီးလက်မှတ်ဝယ်လိုက်ပါတယ်။ပြသရုံပိုင်ရှင်ဖာယာအီတာဟာလူရမ်းကြီးပါ။သူကပီနိုကီယိုကိုနှင်းချက်ဖို့ထင်းဖြစ်သုံးဖို့လုပ်ပါတယ်။ပီနိုကီယိုဟာကြောက်လန့်တဲ့ကြားငိုရိုတောင်းမှန်တော့မှစိတ်ပြောင်းပြီးရွှေတင်ကန်း၅ပြပေးလိုက်ပါတယ်။ဒီနေရာကစပြီးပီနိုကီယိုရဲ့အမားတွေထပ်ဆပါတယ်။အိမ်ပြန်လမ်းမှာမြေခွေးနဲ့ကြောင်နဲ့ဆုံပါတယ်။သူတို့ကမီရဘယ်ဖီးမှာဒင်းကားကိုမြုပ်ထားရင်ရှိုရင်ပေါက်မယ်လို့လိမ်ပါတယ်။ပီနိုကီယိုကယုံသွားပါတယ်။နောက်ဘက်မှာမျက်နှာဖုံးဆွလူသက်သမား2ယောက်ကပီနိုကီယိုကိုလိုက်ဖမ်းပါတယ်။တကယ်တော့လူသက်သမား2ယောက်ဆိုတာမြေခွေးနဲ့ကြောင်ပါပဲ။ပီနိုကီယိုကဒင်းကားတွေကိုပါဇက်ထဲငုံထားပါတယ်။လူသက်သမားတွေကသူ့ပါဇက်ကိုဓာတ်နဲ့ထိုးခွင့်မကြိုးစားပေမဲ့ပီနိုကီယိုကတက်သားဖြစ်နေလို့ဓာတ်ကျိုးသွားပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကပီနိုကီယိုကိုဝတ်တချပင်ကြီးမှာကျုံဝင်ဆိုးပြီးချိတ်ဆွဲထားလိုက်ပါတယ်။ပီနိုကီယိုကလေထဲမှာတရားရနဲ့အသက်ရှူကျက်ပြီးတောင်းနှင်းကတေဆုံးသွားခဲ့ပါတယ်။နတ်သမီးကပီနိုကီယိုကိုကယ်တင်လိုက်ပါတယ်။ဒါပေမဲ့ဒီနတ်သမီးကလည်းဒစ္စနီးတွေကလိုနူးညံ့သူမဟုတ်ပါဘူး။သူမကပီနိုကီယိုကိုဆေးတိုက်တဲ့အခါပီနိုကီယိုကဆေးခါလို့ညင်းပါတယ်။အဲ့ဒီအချိန်မှာခန္ဓာကပွင့်သွားပြီးမဲနဲ့နေတဲ့ယုံကြီးလေးကောင်ဟာခေါင်းလာကြီးထမ်းပြီးဝင်လာပါတယ်။နေဆေးမတော့ရင်သေးတော့မယ်။အခုတုတ်တန်ကိုယူသွားဖို့လာတာလို့သူတို့ကအေးဆက်ဆက်ပြောတဲ့အခါမှပီနိုကီယိုကကြောက်ပြီးဆေးတောက်ပါတယ်။ဒီဇလန်ထဲမှာသင်္ကန်းစာပေးပုံတွေကကလေးတွေအတွက်ဟော်ရာဆန်လုံးလှပါတယ်။ပီနိုကီယိုဟာကြောက်ကြံထပ်ဖို့ကြိုးစားပေမယ့်သူ့တငယ်ချင်းကန်နယ်ဝစ်နဲ့ဆုံးပါတယ်။ကန်နယ်ဝစ်ကစာသင်စရာမလိုတနေကောင်ဆောက်ရုံပဲရှိတဲ့နောက်အော်ဒရိုင်းကိုသွားဖို့ဖိတ်ခေါ်ပါတယ်။ညတကောင်မှာတွန်းနယ်တစီရောက်လာပါတယ်။အဲ့ဒီလေးကိုမီး24ကောင်ကဆွဲပါတယ်။ထူးဆန်းတာကမီးတွေရဲ့ခြေထောက်မှာဝစ်တွေပတ်ထားလို့အတံမထွက်ပါဘူး။လဲမောင်တမကုစမန်ဟာထောက်ပတ်ခဲကြီးလိုအစီပြန်နေပြီးအမြဲပြုံးနေတဲ့ယုံစရာကောင်းတဲ့လူကြီးပါ။သူကမီးတွေငိုရင်နေရက်ကိုသွားနဲ့ကြိုက်ဖြတ်ပစ်လေးရှိပါတယ်။တွိုင်းလမ်းမှာ9လကြာပြောပါပြီးတဲ့နောက်မှာတော့ပီနိုကီယိုနဲ့
ကန်နယ်ဝစ်တို့ဟာကြီးတွေအဖြစ်ပြောင်းလဲသွားပါတယ်ဒါဟာကိုရှ်မန်ရဲ့စီးပွားရေးပါကလေးတွေကိုမြည်ဖြစ်အောင်လုပ်ပြီးဈေးမှာရောင်းစားတာပါမြည်ဖြစ်သွားတဲ့ပီနိုကီယိုကိုစက်ကပ်ပိုင်ရှင်စီရောင်းလိုက်ပါတယ်စက်ကပ်မှာနှိပ်စက်ခံရလို့ခြေထောက်ကျိုးသွားတဲ့အခါဘုံတရေနဲ့လုံမဲ့လူတစ်ယောက်စီထက်ရောင်းပါတယ်အဲ့ဒီလူကပီနိုကီယိုကိုရေကုန်ခွာဖို့အတွက်ပင်လယ်ထဲကိုကြောက်ခဲကြီးနဲ့ချီပြီးကန်ချလိုက်ပါတယ်ဒီထဲမှာငါးအုပ်ကြီးကမြည်သားတွေကိုဝိုင်းစားလိုက်မှအတွင်းကတက်သားရုပ်ပြန်ပေါ်လာပါတယ်ပီနိုကီယိုဟာရေအောက်ကနေထွက်ပြေးရင်းနဲ့ပင်လယ်ထဲကအေးရမငါးကြီး Triple Dolphin ရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်ငါးကြီးရဲ့ဘိုက်ထဲမှာပီနိုကီယိုဟာနှစ်နှစ်ကြာပိတ်မိနေတဲ့ကပဲတို့နဲ့ပြန်ဆုံပါတယ်ကပဲတို့ဟာရိုးပြင်းပြင်းထားနေပြီးတေလုံနီးပါးဖြစ်နေပါပြီသူတို့နှစ်ယောက်ဟာငါးကြီးအိပ်ပျော်နေတဲ့အချိန်ပါဇက်ကနေခိုးထွက်ပြီးကျွတ်မြောက်ခဲ့ပါတယ်ကန်းကြီးရောက်တဲ့အခါပီနိုကီယိုဟာပြောင်းလဲသွားပါတယ်သူဟာအဖေကိုလှုပ်ကြွေးဖို့လက်သမားတစ်ယောက်စီမှာနွားလိုလှုပ်လို့ပါတယ်အဲ့ဒီလက်ကွင်းတွေထဲမှာပဲသူ့တငယ်ချင်းကန်နယ်ဝစ်ဟာညီဘိုးဝါနဲ့အလောက်တန်ကြောင်သိဆုံးသွားတာကိုတွေ့လိုက်ရပါတယ်ဒါဟာပီနိုကီယိုအတွက်နောက်ဆုံးသင်ခန်းစာပါပဲပီနိုကီယိုရဲ့အတ္တကင်းတဲ့ကြိုးစားမှုကြောင့်ငါသမီးကသူ့ကိုလူသားအစ်စ်ဖြစ်စေခဲ့ပါတယ်မနက်နိုးလာတဲ့အခါပီနိုကီယိုဟာလူသားလေးဖြစ်နေပါပြီဒါပေမဲ့အခန်းနောက်မှာတော့အရင်ကသူဖြစ်ခဲ့တဲ့ဂျိုသေးရုပ်ဟောင်းကြီးကခေါင်းဆောင်ပြီးလက်တွဲလဲအောင်ကြကအသက်မဲ့သွားရှိနေပါတယ်ပီနိုကီယိုကအဲ့ဒီအတိတ်ကအမားတွေကိုကြည့်ပြီးအယုတ်သေးရုပ်ဖြစ်ခဲ့တော့ကတကယ်ကိုရင်နာစရာကောင်းခဲ့တာပဲလို့ပြောရင်ဇလန်းကပြီးဆုံးသွားခဲ့ပါတယ်ဒီဇလန်းကကျွန်တော်တို့သိထားတဲ့ Disney ထက်အများကြီးပိုကျန်းတတ်ပါတယ်ဒါပေမဲ့ဒါဟာလက်တွေ့လောကရဲ့ရက်စက်မှုကိုကလေးတွေကိုသင်ကြားပေးခြင်းနဲ့ကာလိုကိုလိုဒီရဲ့နီလန်ဖြစ်နိုင်ပါတယ်သင်ကောပီနိုကီယိုရဲ့ဒီ Dub version ကိုကြိုက်လား Disney version ကိုပဲကြိုက်လား comment မှာပြောခဲ့ပေးကြပါဦးခင်ဗျာ